အားလုံးပဲမင်္ဂလာပါကျွန်တော်ပေါ့နော်ဒီကျွန်တော်နဲ့ဆောင်အောင်များဆိုတော့ဒီ flow လေးကိုပေါ့နော်မရကူတာကြာပါပြီဘာဖြစ်လို့ဆိုတော့အကြောင်းအရာကိစ္စအမျိုးမျိုးနဲ့ပေါ့နော်မရကူဖြစ်ပါဘူးဒီနေ့မှာတော့ကျွန်တော်ဒီမိတ်ဆက်ပေးခြင်းနဲ့ဆောင်အောင်လေးရပေါ့နော်ဒါကျွန်တော်ရင်းသဘောရတဲ့ CIP မူနီရဲ့ဆောင်အောင်လေးပါပဲမသိသူကြော်တော့အသိသူပေါ်စားဆိုတဲ့ဆောင်အောင်လေးဖြစ်ပါတယ်ဒီဆောင်အောင်လေးကဆိုရင်ဒါပေါ့နော်စီးပွားရေးလုံးမဲ့ညီလေးညီမလေးတွေပြီးအကိုအမတွေနော်ဒီပြီးရင်စီးပွားရေးလုပ်ငန်းရှင်တွေဖတ်တဲ့ဆောင်လေးတစ်ခုဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဖတ်တဲ့ဆောင်လေးတအုပ်ဆိုတော့မဟုတ်ပါဘူး။ဒီဆောင်လေးမှာပါတဲ့အကြောင်းအရာပေါ့နော်။ကျွန်တော်အနေနဲ့ဒါပြောပြမယ်ဆိုရင်တော့ဒီဆောင်လေးရဆိုရင်ဒီပေါ့နော်စီးပွားရေးလုပ်တဲ့အခါမှာကျွန်တော်တို့မြန်မာလူမျိုးတွေဗမာလူမျိုးတွေကဒါကြီးများပါတယ်။ဥပမာမလုပ်ချင်တာများတယ်ပေါ့နော်။ဘေးဟာဖြစ်ဖြစ်ကျွန်တော်တို့မလုပ်ချင်ကျွန်တော်အပေါင်းပဲအားလုံးကမလုပ်ချင်စင်ကြီးပေးတယ်ပေါ့။တောက်လျှောက်စင်ကြီးပေးတာပါ။အကုန်လုံးကလေတော်တော်များများဒါတော်များများသောအဖြစ်ကျွန်တော်တို့လူမျိုးတွေအချင်းကျွန်တော်တို့ကတော်တယ်ဒါမှစင်ကြီးပေးတာများပါတယ်ကျွန်တော်မြန်မာတွေပေါ့နော်အဲ့ဒီဥစားပေါ့နော် CIP မိုးနေရနေထိထိမိမိနဲ့ဒါသူ့ရဲ့ကလောင်စွမ်းနဲ့ပေါ့နော်သူ့ရဲ့ဒါအရေးသားတွေနဲ့ဒါထိထိမိမိရေးပြသွားတာပေါ့တွေ့ရပါတယ်ဒီထဲမှာသူကနေပြီးတော့တခြားဒီတရုတ်တို့နော်ဒါအိန္ဒိယနေပြီးတော့ဒါရှူပြောင်းတာနဲ့နော်ဒါဟိန္ဒူပေါ့နော်ဟိန္ဒူလူမျိုးတွေရဲ့ဒါအကြောင်းအရာတွေကိုလည်းဒါသူရေးဖွဲ့ပြီးတော့သူတို့ရဲ့ဒါစီးပွားရေးရဲ့စိတ်ကူးစိတ်တန်းတွေကိုလည်းဒါကျွန်တော်တို့ဒါလူမျိုးတွေပေါ့နော်အတူယူပြီးတော့ဒါပေါင်းဆက်ပြီးတော့အကောင်းဆုံးကြိုးစားဖို့အတွက်ဒါဒီစာအုပ်လေးရဆိုရင်ဒါ CIP မူနေရဲ့မတူတူကြော်သွားတည်သူပေါ်စားဆိုတဲ့စာအုပ်လေးဖြစ်ပါတယ်ဒီစာအုပ်လေးကအရင်ကောင်းတဲ့စာအုပ်လေးဖြစ်ပြီးတော့ဒါစာဖတ်မိတ်ဆွေတွေအနေနဲ့ဖတ်တဲ့စာအုပ်လေးတစ်ခုဖြစ်ကျွန်တော်ကတိုက်တွန်းလိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ